ဖောင်ဒါနဲ့တွားပြီးဆုတောင်းဖို့ဖြစ်တယ်တွားပြီးဆုတောင်းကူဖို့ဖြစ်တယ်ဒီအစီအစဉ်နဲ့ကျမလာတာဖြစ်တယ်ဒါနဲ့အဲ့ဒီချိန်မှာကျမဘေးနားကနေကားကအရှိန်နဲ့ဝင်လာတာကျမရဖက်ကနေကျမလည်းချီးမွမ်းနေအေးစစ်စစ်မောင်းနေတာဆိုတော့စိတ်ထဲမှာအရင်ငြိမ်သက်ခြင်းရှိတယ်ဒါပေမဲ့အောစရာတစ်ခုကဒီကျမဘာတော့တတိယလဲဆို60ခုမြောက်သောဆန္ဒပိုင်ငယ်1အငယ်7 မှာအပိုင်ငယ်1ပါပြောအမြင့်ဆုံးသောဖခင်ရဲ့ကိုယ်ကာယအောက်မှာနေတဲ့သူဒီအနန္တတကုရှင်ရိတ်ခုံမယ်ဟာလေလုယာပြီးတော့7 မှာဖတ်ပြီးဆက်ပြီးကြည့်သွားတဲ့အခါမှာဘာကိုတွေ့လဲဆိုရင်တင်၌မကောင်းသောအနိဋ္ဌာယုံမကတ်မရောက်တင်နေရတော့ဘဲဥပမချင်းရတွားလီရာရာ၌တင်ကိုစောင့်ရှောက်စေခြင်းကကောင်းကင်တမန်တို့အားတင့်ဖို့မှာထားသည်ဖြစ်၍ဒီခြေကိုကြောင်းနှင့်မထိခိုက်စေခြင်းကသူတို့ဒီတင့်ကိုလက်နဲ့မဆချီပင်မယ်ဟာလေလုယာဒီတခါဒီနှုတ်ကပတ်တော်တကယ်ခံစားတာဖြစ်တယ်ကျမတခါမကဲကားစီတယ်မဖြစ်ဘူးဘယ်သူမှလည်းလာမတိုက်ဘူးကျမလည်းမတိုက်ဘူးကျမကားမောင်းနဲ့အမြဲပြောတယ်ကျမကဘယ်သူမှမတိုက်ခိုင်းနဲ့ဘုရားသခင်ကျမလည်းဘယ်သူမှမတိုက်နဲ့အမြဲဆုတောင်းတာဖြစ်တယ်ဒီတစ်ခေါက်တော့အရင်ထူဆန်လို့နေဒါနဲ့အဲ့ဒီချိန်မှာကားကကျမအေးစစ်စစ်နဲ့တွားတဲ့ချိန်မှာအဲ့ဒီမတိုက်ခင်5မိနစ်ကြော်လောက်အလိုမှာချစ်ကျမဝိညာဉ်ထဲမှာဘုရားစကားပြောတယ်နေ့တကိုယ်လုံးအသွေးတော်နဲ့ကာပါတယ်အမြန်ဆုံးလမ်းဘေးမှာရက်ပြီးအသွေးတော်တကိုယ်လုံးကာဆိုပြီးကျမလည်းခရီးသွားရင်တော့လုံနေကြဖြစ်တယ်ဒါအဲ့တစ်ခေါက်မှာထွက်လာတဲ့ချိန်မှာမလုံဖြစ်ဘူးဒါနဲ့ကျမလမ်းဘေးမှာရက်လိုက်တယ် highway လမ်းဘေးတော့ထွက်ရက်တယ်ရက်ပြီးတော့တကိုယ်လုံးသွေးတော်နဲ့ကာတယ်ယေရှုသွေးတော်နဲ့ကာဘာမှမထိရောက်ဘူးဘာမှမဖြစ်ဘူးဆိုမကြာဘူး5မိနစ်ကျော်တဲ့ချိန်မှာ accident ဖြစ်တာဖြစ်တယ်ဒါနဲ့ကျမဒီလိုပဲကင်ထားအေးစစ်စစ်ဖြစ်တယ် accident ဖြစ်တယ်ကိုဘာမှမခံစားဘူးရငြိမ်သက်ခြင်းရှိတယ်ဒါနဲ့သူအကြီးကျယ်ရှိန်နဲ့ဝင်ချတာကျမရှိမှာကျမလည်းကြောင်တော့ဘာဆက်လို့မသိဆက်ပြီးမောင်းနေအဲ့ကျမဘေးနာ18ဘင်ကာကြီးကအရှိန်နဲ့လာတာဖုံးနဲ့ကျမကောက်တိုက်သွားတော့ကတ်သွားလို့ဖြစ်မှာပေါ့နော်ကျမလည်းဘာဖြစ်သွားလဲမသိဘူးဒါပေမဲ့တတိယတာကလေအိတ်ပေါက်သွားတယ်ကားတကားတွေမရှိတော့ဘူးနောက်ကားအကုန်ဆင်းလာနင်ဘာဖြစ်တာငါဘာမှဖြစ်ဘူးလို့အဲ့မှာအရင်ငြိမ်သက်ခြင်းရှိတယ်ဘုရားကျေးဇူးတော်ဒါပေမဲ့အဲ့ဒီအချိန်မှာတတိတစ်ချက်လွတ်သွားလို့ကတော့ဖယားလက်တော်ဖယားရဲ့မဆာခြင်းကောင်းတဲ့တမန်မဆာခြင်းမရှိဘူးဆိုတော့ကားဘေးအောက်ကိုရောက်ဖို့ဖြစ်တယ်ကျမကားဘေးကပေါက်သွားပြီရှေ့ကားဘေးဟိုအောက်ကိုလွယ်လွယ်လေးနဲ့ဝင်သွားဖို့ပဲဒါပေမဲ့ဖယားရှေ့ကွယ်ကကျမလက်ကဒီလိုပဲဖြစ်နေတာရဲတွေရောက်လာတယ်အကုန်လုံးပေးတယ်ခေါ်သွားတယ်နောက်ပြီးတော့ချစ်ချင်းအိမ်နာအနီးဆုံးမီဇိုရီအဝင်နာပေါ့ကျမတွေမှာဒါနဲ့ Mercy ဆေးရုံမှာခေါ်သွားတဲ့ခါမှာသူတို့ရမ်းစိတ်ပူပြီး emergency ဥစားဖြစ်တာပေါ့နော် emergency ကားနဲ့ခေါ်တယ်ကျမတို့ဘာမှမဖြစ်ဘူးအချိန်မှာဒါပေမဲ့သူတို့စိတ်ပူခေါ်သွားအကုန်လုံး check up လုပ်တယ် x-ray ရိုက်တယ် CT scan ဖတ်တယ်နောက်ဆုံး result မှာဆရာဝန်ကဘာပြောလဲဆိုတော့နင်ကအရန်ကံကောင်းနေတဲ့နင်အရေးပြတဲတဲလေးတော့မပေါက်ဘူးတဲ့ hallelujah hallelujah ဘုရားရှင်နာမဘုန်းကြီးပါစေဒါကြောင့်ဘုရားရှင်ကနှုတ်ကပတ်တော်ထဲမှာပေးတဲ့အခါနှုတ်ကပတ်တော်ပေးတဲ့အခါမှာဒီပေးတဲ့နှုတ်ကပတ်တော်အတိုင်းမှာ तू ကဂတိတည်တဲ့ဘုရားဖြစ်တယ်ဆိုတာဒီတစ်ခေါက်တာပထမဆုံးကြုံတဲ့ accident ဖြစ်တယ်ဒါနဲ့ကျမဘယ်တော့မှမသိတော့အလဲမှာဖြစ်နေတယ်နော်သူစာဘက်ကအဖွဲပြန်ခေါ်ခိုင်းနေငါ့ကိုပြန်လာခေါ်ကြပါကားတော့ total loss ဖြစ်သွားတယ်ဒါနဲ့ပြန်ခေါ်နေရောညစဉ်းစားတယ်3ပတ်ကျော်လောက်ပြန်လာတော့အချိန်ရန်ဘယ်လိုခေါ်မလဲဆုံးရှုံးတယ်လို့ခံစားတာဘောနော်လှုပ်ရှားအများကြီးရှိတာဒါပေမဲ့အဲ့တမဖျားရှင်အများကြီးစကားပြောတာခံစားတယ်ဖျားရဲ့မြစ်တာဘောနော်အိမ်ဖက်ပိုင်းတော့စိတ်ပူတာပေါ့အစကတည်းကမသွားပါနဲ့ပြောတာမျိုး no that's my job ဖျားကအရေးကြီးလို့ပို့တာဖြစ်သွားခိုင်းတာဖြစ်တယ်ဒါတော့ဖျားကွယ်ကာကိုခံတာဖျားလက်တော်ကိုမြင်ရတယ်ကျမတို့ကမနေ့ပြန်တစ်ဘက်ကကားပြန်မောင်းဖို့လို့တာဘယ်သူမှမမောင်းခိုင်းခကြီးသွားအောင်ပဲပြောတာအမမဲအိန္ဒိယနာမှာလည်းလှုပ်ရှားရရှိတယ်ခရုစိတ်တွေအစည်းအဝေးတွေရှိတယ်ဒါပေမဲ့ဘုရားရှင်ဂျန်စီကကျွန်မမသိဘူးဒီမှာအချိန်မပြန်ဖို့လားဟာလေလုယာဘုရားရှင်ရန်ကောင်းမြတ်တယ်ကျွန်မတို့တတိယကြတယ်ကျွန်မလည်းရန်တတိယရတယ်အဲ့ဒီမတိုင်ခင်မှာလည်းကျွန်မတခြား state တွေမှာရောက်နေတာဖြစ်တယ်ဒီဘက်မရောက်တော့တာဒါပေမဲ့ကျွန်မ online ကနေအမြဲကြည့်တယ်ဒီမှာရှိတဲ့အားလုံးရဲ့မြတ်တာကျွန်မခံစားတယ်ပြန်ရောက်လာတော့မေးကြတဲ့အခါမှာအယံဝမ်းသာတယ်ကျွန်မရဲ့ကား accident နဲ့ဖြစ်တဲ့ကိစ္စမှာကျွန်မတခါမှမကြုံဘူးတော့ဘာတွေလို့မှမသိဘူးဟိုလည်းလာမေးကြပြီးဘာမှလည်းဒီလိုပဲမေးပြီးပြန်သွားကြအဲ့တော့ဒီဘက်ရောက်လာတော့ကျွန်မလည်းဥပကိုမေးတယ်ဘယ်လိုလုပ်ကောင်းမလဲဆိုပြီးအဲ့နဲ့ရှင်းနေအင်္ဂါဆရာလည်းရှင်းနေပါနေမပြောရရှင်းနေဆို okay ရှင်းနေဆိုတော့ဘယ်သူခေါ်မှမသိတော့ဆရာမအဆွေကိုပြောတဲ့အခါမှာ
I will help you လေ hallelujah ဆရာမကလိုလိုလာလာနဲ့နင့်ကိုငါကူညီမယ်ဆိုတော့အယေကျမမြတ်တာခံစားကျမမလုပ်တတ်ဘူးလေနော်ဒါနဲ့ तू မိတ်ဆက်ပေးလာတယ်။အော်ဒါမျိုးလောက်ရသလားဆိုတော့အဲ့မှာသိတာဖြစ်တယ်။ဒါပေမဲ့အတွေ့အကြုံများရတော့ဖယားရှင်ဒီကျမကိုတိတ်ချစ်တယ်ဆိုတာဆက်ပြီးတော့သုံးမယ်ဆိုတာကိုကျမအရင်ပဲခွန်အားရတယ်။ဒါကြောင့်မို့မကြက်ဘူးပို့ပြီးတော့ကာမမှုပဲဖြစ်မယ်ဆိုတာကျမပို့ပြီးတော့စိန်ခေါ်ခြင်းလည်းဖြစ်တယ်။တစ်ချိန်လုံးကဆိုဒီ18ဘင်းကားဆိုတာကကျမကအဲ့ဒီကားကိုမောင်းပြီးကျမကအလုပ်လုပ်ချင်တာ။အဲ့ကားမောင်းမယ်ဒီကားမောင်းပြီးတော့ငါအလုပ်ဒီကားနဲ့အလုပ်လုပ်မယ်ဆိုပြီးတော့ဒါပေမဲ့အိမ်ကတိသွားတဲ့ခါမှာခွင့်မပြုဘူးဒါပေမဲ့ तू မမောင်းရ तू ကျမကိုလာပြီးတော့မောင်းတာဖြစ်သွားတယ်ဒါပေမဲ့ဖယားရှင်ကလက်တော်ဒီသူ့သားသမီးတွေကိုဘယ်တော့မှမထိခိုက်ဘူးဆိုတာကိုအမြဲသူ့ကိုယုံကြည်ခြင်းနဲ့တကယ်ပဲနှလုံးသားအလုံးနဲ့ကိုးစားတဲ့ခါမှာဒီဖယားဒီကျမတို့ကိုးကွယ်တဲ့ဖယားအသက်ရှင်တယ်အသက်ရှင်တဲ့အတိုင်းပဲသူဖယားရဲ့ကောင်းမြတ်ခြင်းကဘာဇက်ကနေပဲပြောရတယ်ကျမတက်တောင်ပိုရခံစားတဲ့ကြောင့်မို့ဒီနေ့ကျမတို့ကိုယ်ကိုယ်ရဲ့ဖခင်ကတကယ်အသက်ရှင်ပါတယ်အသက်ကိုပေးပိုင်နဲ့အသက်ကိုယူပိုင်နဲ့ကြိုက်တယ်လို့တေးရှင်လိုက်တာပြောလို့မရပါအချိန်တိုင်တေးရမှာကျမအချိန်မတန်သေးဘူးဆိုတော့ဒီမှာပြန်ရောက်လာတယ်ဟာလေလုယာကျမအယံဝမ်းမြောက်တဲ့ကျမကိုယ်ကိုယ်ရဲ့ဖခင်အသက်ရှင်နေဆိုတာသူကျမဘယ်လောက်ချစ်လဲဆိုတာကျမအယံခံစားတယ်တတိယဗီဒီယိုတစ်ခါအလုံးမေးကြတဲ့ခါစိတ်ပူကြတဲ့ခါမှာကျွန်မ Facebook ပေါ်တင်လိုက်တဲ့ချိန်မှာအရင်ဆုံးမေးတာဥပမေးလာတယ်ဘလို့နေအရင်စိတ်ပူကြတယ်အော်ကျွန်တော်တို့ဟိုဆက်သွားဆူတောင်းတွားနေတဲ့ဒီပတ်ထွေးပါတို့လည်းမေးလာကြတယ်ဆိုတော့အရင်မျိုးချမှုခံစားတယ်အော်ငါ့ကိုချစ်တယ်လို့ဂရုစိုက်တယ်လို့ရှိကြသေးတယ်ဆိုတာအမေကျေးဇူးတင်ပါတယ်လို့မြတ်တာအများကြီးခံစားတယ်ဖယားရှင်ကကျွန်တော်တို့ကိုယ်ကိုယ်ရဲ့ဖယားတကယ်ပဲကောင်းမြတ်တယ်ဆိုတဲ့အကြောင်းနောက်ဆုံးအနေနဲ့ How great thou art ဆိုတဲ့ခြင်းအဖြစ်ဖယားကိုချီးမွမ်းချင်ပါတယ်လို့တသက်ခံကြအဖြစ်ရောက်စုတိုင်းပေါ်မှာဖယားရှင်ကောင်းကြီးပေးပါစေ Then sings my soul, my Savior God to thee. How great thou art! How great thou art! Oh Lord, my God, when I'm in awesome wonder, consider all the words thy hands have made. I see the stars, I hear the rolling thunder, thy power throughout the universe display. Then says my soul, my Savior God to thee. How great thou art! How great thou art!